ပြဿနာကတော့စောလူမင်းနဲ့ဥတ္တာမျိုးစားငရမန်ကန်းတို့ရဲ့ကျွေအံပွဲကနေဇလန်းစခဲ့ပါတယ်ကျွေအံပွဲမှာအချင်းများရာကနေညရမန်ကန်းကပကံကိုပြန်လဲပုံကန်ခဲ့ပါတယ်ငရမန်ကန်းဟာစောလူမင်းကိုပုံကန်ဖို့အတွက်ရေတက်ကျဲတဲ့အင်အားအပြည့်နဲ့ပြည်တော်သားကျွန်းကိုချီတက်လာပါတယ်အဲ့ဒီအချိန်မှာပဲစောလူမင်းကလည်းကြံစစ်သားကိုအဟင်ချီတက်စီပြီးသူကတော့နောက်တက်ကိုမချီပဲနှောင့်နှေးနေခဲ့တာပါကြံစစ်သားရဲ့စစ်ရေးလိမ်မာမှုကိုတီးတဲ့ငရမန်ကန်းကတော့ကြံစစ်သားတပ်တွေထင်းရောင်ထင်မားစီအောင်ပရိယေစစ်ပါတယ်ညာဘက်ကြီးရောက်လာတဲ့ကြံစစ်သားရဲ့ပကံတက်တွေဟာငရမန်ကန်းရဲ့အယောင်ဆောင်တက်ကိုမြင်ပြီးမနက်မှတိုက်ဖို့တက်ချနေခဲ့လိုက်ပါတယ်ညင်းတဲ့အခါငရမန်ကန်းကစစ်ရေးညင်စစ်မြူပြီးကြံစစ်သားရဲ့ပကံတက်ကိုရုတ်တရက်ကြီးထတိုက်ခိုက်ပါတော့တယ်။ငရမန်ကန်းရဲ့ပရိယေကိုနားမလဲမစင်မချင်လိုက်တိုက်တဲ့စောလူမင်းရဲ့စင်တော်ညုံမာကြုံနစ်ပြီးပကံတက်တွေလည်းပြတ်ပါတော့တယ်။တက်ပြတ်တော့ကြံစစ်သားလဲတောင်ခွင်းအရက်ကနေမြင်းနဲ့တညလုံးနေပြီးမိုးတောက်မှပကံကိုပြန်ရောက်ပါတယ်မိုးမက်တွေကမင်းမဲ့ပြီဖြစ်လို့ထီးနှန်းဆန်ပါလို့နန်းအပ်တာကိုကြံစစ်သားကတော့လက်မခံပဲညင်းပယ်ပါတယ်ငါအရှင်ရှိမရှိစူးစမ်းဦးမီငါအရှင်ရှိတော့ထီးနှန်းကိုယူ၍နန်းတက်မီလို့ဆိုပြီးပြည်တော်သားကျွန်းဘက်ကိုပြန်ထွက်ပါတယ်တက်ပြက်လို့ထွက်ပြေးလာရတဲ့စောလူမင်းကတော့ညောင်ခေါင်းနဲ့ဝင်ပုံးရင်ထမင်းသုံးနှံငတ်နေပါပြီစားစရာမရှိတဲ့နောက်မှာတော့ပါလာတဲ့လက်စွပ်ကိုထင်းခွေသမားရဲ့ထမင်းထုံနဲ့လဲစားခဲ့ရပါတယ်ထင်းခွေသမားကပဲငရမန်ကန်းစီတည်င်းပေးလို့စောလူမင်းဟာအဖမ်းခံရပြီးငရမန်ရဲ့အကျဉ်းသားဖြစ်လို့နေပါပြီကြံစစ်သားကတော့ရန်သူစခန်းတဲကိုစွန့်စားထိုးဖောက်ပြီးအဖမ်းခံထားရတဲ့စောလူမင်းကိုပခုံးတက်ထမ်းထုတ်ငရမန်ကန်းတက်တွေလက်ကလွတ်အောင်ပြေးပါတော့တယ်ဒီအချိန်မှာအသိဉာဏ်နဲလာတဲ့မင်းစောလူကကြံစစ်သားဟာငါခမဲတော်အမျက်ရှိဘူးတဲ့သူငါလည်းအမျက်ရှိဘူးတဲ့သူဖြစ်တယ်လို့စဉ်းစားမိပါတယ်မာနီစန်တာမင်းသမီးကြောင့်အနော်ယထာမင်းကြီးလက်ထက်ကအမျက်တော်ရှာလို့ကြံစစ်သားဟာထွက်ပြေးခဲ့ရဘူးပါတယ်ငရမန်ကန်ကတော့ငါအထင်းတော်ရဲ့သားငါနဲ့တစ်ဖက်တစ်ယောက်နှိုးစို့ဖက်ဖြစ်ခဲ့တဲ့လူငရမန်ကန်ငါ့ကိုမတက်တန်ရဆိုပြီးစောလူမင်းကစဉ်းစားဆုံးဖြတ်မိပါတဲ့အဲ့ဒါနဲ့ပဲကြံစစ်သားငါ့ကိုခိုးပြီးဆိုပြီးမင်းစောလူကကုန်းអော်လိုက်ပါတယ်အဲ့လိုអော်လိုက်တဲ့ချိန်မှာပဲငရမန်ကန်တက်တွေလိုက်လာတော့ကြံစစ်သားမင်းစောလူကိုပခုံးပေါ်ပစ်ချပြီးကိုလွတ်ယုံပြေးရပါတော့တယ်အတိညာနေတဲ့စောလူမင်းဟာငရမန်လက်ထဲမှာကွမျက်ခံရပြီးဘဝဆုံးခဲ့ရပါတယ်အတိညာစင်ကျင်နေပြီဆိုမှဖြင့်အတွေးမှာအပြောမှာအလုံမားတွေကတတိတဒန်းကြီးပေါ်လာပါတော့တယ်အခုလို AI animation video လေးတွေကိုကြည့်ရှုအားပေးချင်ရင်တော့ channel လေးကို follow လုပ်ခဲ့ပေးဖို့နဲ့ like and share လုပ်ဖို့မမိခဲ့ကြပါနဲ့ဦးနော်အားပေးမှုကိုအထူးပဲကျေးဇူးတင်ပါတယ်ရှင်